မျက်စိအပြေးရန်စုံနေတဲ့လူတယောက်လားအပေါ်မျက်ခွန်အောက်မျက်ခွန်မှာအခုပုံစံကဲသူအလုံးတစ်လုံးဟာပေါက်နေပြီးတော့နာကျင်တယ်ထက်ခါလည်းဖြစ်နေတဲ့လူတယောက်လားယခုဖြစ်လိုက်နောက်ပြီးတော့ရင်ပျောက်သွားလိုက်ပြီးရင်ပြန်ဖြစ်လာလိုက်ပြန်ပျောက်သွားလိုက်အဲ့လိုမျိုးပြောင်းလိုက်ဖြစ်လိုက်ပြောင်းလိုက်ဖြစ်လိုက်နဲ့ခဏဖြစ်နေတဲ့လူတယောက်လားဒီမျက်စိစုံနေရတွေကဘာကြောင့်အဖြစ်များတာလဲဒီလိုမျက်စိစုံခြင်းမဖြစ်အောင်ဘလို့ကာကွယ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုဒီဗီဒီယိုလေးမှာပြပြပေးတော့မှာဖြစ်တဲ့အတွက်အဆုံးထိသိရှိလိုက်ကြရအောင်မျက်စိစုံခြင်းကတော့မျက်စိအတွင်းဘက်စုံခြင်းနဲ့မျက်စိအပြင်ကိုမျက်စိစုံခြင်းဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်မျက်စိအတွင်းဘက်ကိုစွန်တဲ့အဖုကတော့မျက်ခွန်အပြင်ဘက်အတွင်းစွန်တဲ့အဖုထပ်ပို့ပြီးတော့နာကျင်တတ်တယ်မျက်စိကလေးများကိုပိုးဝင်တာကြောင့်မလို့ဖြစ်ပါတယ်ပြည်စားလေးရရှိပြီးတော့အဲ့ဒီပြည်စားလေးကတဖြည်းဖြည်းအဝါရောင်တန်းလာတတ်ပါတယ်ဒီလိုမျိုးအတွင်းဘက်မှာစွန်တဲ့မျက်စိစွန်ခြင်းကအပြင်ဘက်မှာစွန်တဲ့မျက်စိစွန်ခြင်းထက်ပိုမှုပြီးတော့အန်တီများပါတယ်မျက်စိစွန်နိုင်တဲ့အချက်တွေကိုသိထားရပါမယ်ဒါမှဘာကြောင့်ခဏစွန်နေရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုသိရှိပြီးတော့ရှောင်ရှားနိုင်မယ်ဒါလေးတွေကိုရှောင်နိုင်လို့ရှိရင်မိမိအနေနဲ့လည်းထပ်ခါမျက်စိစွန်ခြင်းမဖြစ်တော့ဘူးမျက်စိစွန်နိုင်တဲ့အချက်တွေကတော့တက်တန်းလွန်နေတဲ့ eye makeup တွေကိုသုံးစွဲမိခြင်းဥပမာတက်တန်းလွန်နေတဲ့ eye shadow eyeliner တွေကိုသုံးစွဲမိခြင်းကြောင့်ဖြစ်နိုင်ပါတယ်ညအိပ်ရမဝင်ခင် eye makeup များကိုမတန့်စင်မဲနဲ့အိပ်ဆက်သွားခြင်းလက်ကိုတေချာတက်စရာမစိကြောပဲနဲ့မျက်ကပ်မှန်ကင်တွယ်မိခြင်းမျက်စိပုံးမိခြင်းမျက်ကပ်မှန်မတက်စင်ခင်ပိုးတက်တန့်စင်ဟုံမပြုတ်လို့မိခြင်းနေ့စဉ်မျက်ခွန်နဲ့မျက်တောင်တရှိမပြုတ်လို့ခြင်းအာဟာရဓာတ်မမျှတခြင်းအေးမဝခြင်းဒါတွေကြောင့်ပဲဖြစ်ပါတယ်မျက်စိဆိုခြင်းမဖြစ်အောင်ဘလို့ကာကွယ်ရမလဲဒါတွေကိုရောမသိကျင်ဘူးလားကဲဒါဆိုလို့ရှိရင်မျက်စိဆိုခြင်းမဖြစ်အောင်လက်ကိုတေချာတန့်စင်အောင်စေးကြောပြီးမှမျက်စိနာတစ်ဝိုက်ကိုထိတွေ့မိပါခေါင်းတုပ်ဝတ်များမျက်နှာတုပ်ပတ်များလက်ကင်ပေါ်များငါးအောင်စွအေးရခင်းများစောင်းများကိုတန့်ရှင်းအောင်လက်အသုံးပြုပါမျက်နှာမျက်ခွန်နဲ့မျက်တောင်များကိုနေ့စဉ်2ကြိမ်မနက်1ကြိမ်ည1ကြိမ်တက်ဆင်ပေးရပါမယ်ညမအိတ်ခင်မျက်စိမှာခြေသားထားတဲ့မျက်တောင်စူးစီများအိုင်မိတ်ကပ်များစသည်တို့ကိုအားလုံးမကျန်အောင်တက်ဆင်ပေးရပါမယ်တက်တန်းလိုနေတဲ့အိုင်မိတ်ကပ်များရဲ့ရင်ဘက်တီးရီးယားပိုးတွေရှိနေနိုင်တဲ့အတွက်ကြောင့်မလို့ဆက်လက်ပြီးတော့အသုံးမပြုသင့်ပါဘူးလက်ကိုတေချာတက်စင်အောင်ကြီးကြောပြီးမှမျက်ကပ်မှန်ကိုကိုင်ပါမျက်ကပ်မှန်မတက်စင်ခင်မှာပိုးတက်တက်စင်မှုများကိုပြုလုပ်ပြီးမှတက်ပါမျက်စိစွန်ခြင်းဟာကူးဆက်တတ်တာကြောင့်မိမိအသုံးပြုတဲ့အလှပင်ပစ္စည်းတွေခေါင်းတုပ်ဝတ်တွေနည်းနည်းတုပ်ပဝါတွေလက်ပိုင်ပဝါတွေဒါတွေကိုတခြားသူများနဲ့မျှပြီးတော့မသုံးသင့်ပါဘူးတကူရီတကာရအတွက်သာတည်တံ့သုံးသင့်ပါတယ်မျက်စိစွန်ခြင်းဖြစ်ခဲ့မှုကနောက်တစ်ချိန်မဖြစ်စေဘူးရှင်နေဖို့အုပ်ပြီးတော့မျက်ခွန်မျက်တောင်တန်ရှင်းရေးပြုလုပ်ခြင်းတို့ကိုဆက်လက်ပြုလုပ်ပြရပါမယ်ဒီလိုနည်းအဖြစ်ကာကွယ်လို့ရပါတယ်မျက်စိစွန်ခြင်းမကြာခဏဖြစ်နေပါကမျက်စိအထူးဖို့ဆရာဝန်များနဲ့တိကျပြသပေးရပါမယ်ကဲအခုဆိုလို့ရှိရင်မျက်စိဘာကြောင့်စွန်တက်လဲမျက်စိစွန်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုသိရှိပြီးလို့ထင်ပါတယ်ဒီလိုမျိုးကျမရဲ့ပတ်သက်တဲ့ဘူးတရားများကိုဆက်လက်လေ့လာလို့ပါကကျမတို့ရဲ့ The Moment Island YouTube Channel Facebook Page TikTok Telegram Channel များကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်နော်နောက်ပတ်တွေမှာလည်းပြန်လည်တွေ့ဆုံကြပါအောင်မယ်